妹，你话爱得发来表。အမတငယ်ချင်းကိုပြောတယ်ရှိလို့ရှင်ဒီဘယ်လိုလုပ်ပြီးရောက်လာလဲမင်းတို့မင်းကရွာကိုပြန်လာတော့ငါတို့ဘက်ကတကြံလဲဖို့တော့လူမစုံတော့ဘူးလေအဲ့တော့ဒီကိုလိုက်လာတာပြီးတော့ဒီရွာတကြံကိုလဲရင်းပေါ့နော်သမီးကလေသူ့တငယ်ချင်းနေလာမှာကိုကြိုပြောမထားတော့ဒေါ်လေးကဘာမှတော့စီစဉ်မထားရဘူးသမီးလည်းအခုမှသိရလေအမေရဲ့မင်္ဂလာပါတော်လေးကျောင်းနာမည်ကစီတူသွားစိန်သွားရည်တီသွားဖုံးပြကျွန်တော်တို့အမေတကူရဲ့တငယ်ချင်းမှာပြီးတော့သူ့ surprise လာလောက်တာသူလုံးဝမသိဘူးတော်လေးရဲ့没得不错，没看过嘛？我特别给你呀，可是看没？ ကလေးအားလို့ဆိုအင်းကကျင်းတော့ကြက်နေမှာဒီလိုလို့ဒေါ်လေးရဲ့ညီမအိမ်တို့တလုံးရှိတယ်သူကမြို့ကိုပြောင်းသွားတာဆိုတော့အင်းကတော့ခတ်ထားတာလေဒီနားလေးနေမယ်တားငယ်ပြီးသွားလို့ရှိရင်တော့ယူပြီးတော့အိမ်လိုက်ပြပေးလိုက်နော် လိုက်ပြပေး လူမနေဘူးဆိုပေမဲ့ဒေါ်လေးကအမြဲတမ်းတန်ရှင်းလုပ်ထားတော့တခါရေးတန်းနေလို့ရပါတယ်အိမ်လို့ဆိုရင်တော့ကိုကောင်းတာပေါ့အေးပါကျွာအိမ်ဆိုတော့သမီးရဲ့မြို့ကအိမ်နေလို့တော့မပြေစုံဘူးပေါ့ဒါပေမဲ့အေးချင်းချင်းနဲ့နေလို့ကောင်းပါတယ်သမီးပြီးသွားလို့ရှိရင်တငယ်ချင်းတွေကိုနေရာလိုက်ချပေးလိုက်အောင်နော်ကဲလားခုတော့ကလေးတွေအိမ်ထဲမှာနားလိုက်တာလာ လိုက်ဖို့ ခုချက်ချင်းပြန်ကောင်းမယ်နော်ကျမအမေကိုသာအမှန်တိုင်းပြပြလာလို့ရှင်အခုချက်ချင်းနှင်ထောက်ခံရလိမ့်မယ် ဟိုကလေညင်ပါမလဲလုံးဝပြန်လို့စိတ်ကူးမရှိဘူး你弄啊，是说是白了你家？ ဩတကြံအကျိုးနေ့ဆိုလို့ရှိရင်ဒေါ်လေးတွေကထုံးစံအရရွာဦးဖျားမှာနဒါရင်းနဲ့ရေတက်ပေးဖို့အတွက်နဒါသွေးနေရလေမြို့မှာတော့ဒါမျိုးမရှိဘူးမလား ဟုတ်တယ်အန်ဒီကျွန်တော်စီမှာကျတော့ရေပိုက်နဲ့ပတ်တာမျိုးပဲမြင်ဘူးဒါဒါကနဒါရင်းနဲ့ရေတက်ပေးတာ ဟာနဂါရီနဲ့ရေတက်ပေတာမျိုးကျတော့အီချမ်းစရာကောင်းတယ်နော် အကိုတို့အစင်းနေမြေတော့ကြမယ်နော်ကျွန်တော်တပြေကဲတွေအများကြီးခူလာပြီ ဒီလိုအားလိုက်ကြကြတော်လေးခုချိန်ရဲ့မဲ့ဟောဒီမှာ street ကြရတယ်အများကြီးကြံနေတယ် မဲနင်ကသွေးတက်လို့လားလောက်တက်မှလေလို့ဦးနော် မင်းတို့ကငါ့ကိုမတွေးတယ်မြန်လားဒီလောက်ကတော့အေးစေးပဲ ပြီးရောအဲ့ဆိုလည်းငါတို့သွားရမယ်သွားမယ် မတကူသွားပြီနော် ဟဲ့နင်အကြီးုံနော်နင်ကဲအဲ့ဒါဆိုလို့ရှိရင်ဒေါ်လေးစုကပ်ဖို့သွားပြင်လာအောင်နော် အမေသမီးလာကူပြီတိလားဟုတ်မှာရှေ့ပြေးလာဟဲ့ချက်ဒီချက်စီဟိုမှာရှိတော့ဝေဖလားလေးနဲ့အထဲမှာနတ်တာကြီးတွေထင်တယ်ငါစိတ်တည်တယ်တရားမှာရေသက်ပဲကိုသွားတာကျင်တို့ကိုကောင်းလိုက်တာဟဲ့မဖြစ်အောင်လို့ငါလိုက်တာအင်းကြည့်ငါကြည့်လားအေးဘာသာပါလဲ ဟာဝတန်တို့ပါလားမြို့ဧည့်သည်တွေပါလာတယ်ထင်တယ် ဟုတ်တယ်ကိုသူရရေမမမေတကူတငယ်ချင်းရေလေဒါနဲ့အကွာဘယ်နေ့ပြန်ရောက်တာ ကိုကမနေ့ကညနေပြန်ရောက်တာ ဟို
ကျွန်တော်အခုရွာဦးဖျားသွားဖို့အကိုကပြလို့ရှိရင်တခိုင်းလိုက်ခဲ့ပါလား ကောင်းတာပဲအခုဖေလည်းရွာဦးဖျားမှာဆိုတော့လမ်းတင်တာပေါ့ โอเค ဟုတ် ဟုတ်နော်ရွာမှာလဲလေအဲ့လိုအစင်းရင်းရှိတယ်နော် ပြီးဟုတ်တယ်နော် ဟဲ့ရှရီနတ်သားရီနဲ့တပြေခက်ရဲ့ဗျာဖះမှာရေသက်ပေတာလေငါဘွားမှာတော့ပထမဦးဆုံးပဲ ဟုတ်တယ်နော်ငါတို့ရန်ကုန်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးတက်ပဲတယ်ဟာဒါပေမဲ့ငါတို့ကအိမ်မှာပဲတက်ပဲကြတာလေအခုဒီမှာကျတော့တငယ်ချင်းတွေစုပြီးတော့ဖះမှာတက်ပဲတာဆိုတော့ပျော်စရာကြီးနော် ခုလိုရေးသက်ပဲရတဲ့အထိပ္ပယ်ရောတည်ရလားကြံအကျိုးနေ့မှာဖះကိုရေးသက်ပဲရလေတနည်းပတ်လုံးကအညီကြီးတွေကိုတန့်စင်တာနောက်ပြီးတော့နှစ်ဟောင်းအညီကြီးတွေကိုနှစ်သက်မှာစေးကြောတာနဲ့တူတူပဲလေလာကျွန်တော်ဝင်နေရချပေးမယ်